the Karanga, Pony the Barber, Boa Dinesa, Dina, Sonta, to Piochinaga, D Suraga, but no way parching go Piochina, D Suraga, that be some chain. To Naruaga, Mui parching as Sabi, be some chain at Sonta, to Pioche. The Jadama, be net the Jama, city lake alone shooting. I just see the lake alone that to Naruya Guapo, Pong or Pida Yaki. See Suraga, trust, reach and move. ကျွန်တော်တို့ရွေးချယ်မှုတွေနော်တရက်ဆိုလို့ရှိရင်အများကြီးလောက်ကြရတယ်ရွေးချယ်မှုမှာနှမျိုးပဲရှိတယ်ကောင်းတာကိုရွေးမှလားမကောင်းတာကိုရွေးမှလားဒီနှမျိုးပဲရှိတယ်ကြားတတ်မှရွေးလို့မရဘူးဒါကြောင့်မို့ကျွန်တော်တို့ကောင်းတာကိုရွေးမဲ့လူကတော့ဖျားရဲ့မြို့ကတော်နဲ့အသက်ရှင်တော်လူမှသာလဲကောင်းတာကိုသူတို့ရွေးနိုင်တယ် ရှားတဲ့ရဲ့လက်ကတော့ကိုလက်မခံမကြင်ကြံတော့သူကသူတွေကဆိုးတာကိုရွေးလိုက်တယ်အဲ့တော့ကိုတတကတစ်ခုအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်နော်တခါတော့တခိုးတရားနော်ညစမောင်တဲ့သူကတအိမ်ဝင်တအိမ်ထွက်ခိုးလာခဲ့တာနော်နေညမဲ့တာနဲ့ပေပန်းကမှသူခိုးတဲ့ပတ်စံအိတ်လေးကိုနော်တဲပြီးတော့မှဇယတ်မှနားဖို့ ခဏအိတ်အောင်မယ်ကွာဆိုတော့သူပတ်စံအိတ်ကိုခေါင်းအပေးမှထားပြီးသူအိတ်လိုက်တယ်သိမကြဘူးယတိတပါတောတဲကနေတရားကျင့်ပြီးပြန်လာတဲ့ယတိတပါလေဒီစရမှာခဏတစ်ဖြုတ်နားအောင်မယ်ဆိုပြီးဝင်လာတာအခုအိတ်တွေကတော့တွေ့တာနဲ့ယတိကဘာပြောတယ်လဲဆိုတော့ဩသူလည်းငါ့လိုမျိုးပဲတရားလုပ်ပင်ပန်းပြီးအိတ်တွေကဖြစ်နေဆိုတော့ဆောင်းလေးခြုံပေးလိုက်တယ် နော်မနဲ့လည်းရောက်တစ်ခုကအရင်ထလာတစ်ခုကထပြီးကြည့်လိုက်တယ်ရတိတပါးဆိုမရတိတော့ဘုမထားတော့သူဘာပြောတယ်ဆိုတော့ဟာဒီလူကြီးနော်ငါလိုမျိုးပဲပိုးပြီးပြင်ပန်းတော့ဒီမှာလာအိတ်တာဖြစ်နေတယ်တဘောကနှုတ်ကပတော်နဲ့ရှေတာနေတဲ့လူကလူဆိုးတယောက်ကိုတွေ့ရင်တော့တစ်ခုတယောက်ကိုတွေ့ရင်တော့မှသူ့လိုလူကောင်းပါလို့သူထင်တယ်အဲနှုတ်ကပတော်နဲ့မရှင်းတာတဲ့လူကတော့ နော်ဘလို့ပဲကောင်းတဲ့လူကိုတွေ့ပါစေသူ့အနေနဲ့သူ့လိုမျိုးလူဆိုးတကိုးလို့ပဲသူထင်တယ်ဒါကြောင့်ကျွန်တော်ကိုပြန်သုံးသပ်ကြည့်အောင်တခြားလူတွေပေါ်မှာကျွန်တော်တို့ဘယ်လိုမြင်တာလဲကျွန်တော်တို့မြင်တဲ့အမြင်ကကျွန်တော်တို့ကိုပြန်ပြီးခင်ခတ်စေတဲ့အမြင်တွေဖြစ်တယ်ဥပမာအနုယောဂတဲ့တရားကိုနော်အနုယောဂဆွဲကောင်းနေတဲ့တရားကိုလူတွေက ရှောင်းဖက်နဲ့နော်သူ့ကိုထိလိုက်လို့ရှိရင်ယောဂကူးဆက်မှာဆိုလို့ကြောက်လူတွေကစွန့်ပစ်ထားတဲ့အချိန်မှာမာတာထရေဇာကအဲ့ဒီလူကိုတွားကိုချီပြီးတော့မှနော်ကုသခဲ့တယ်ပြုစုခဲ့တယ်ဒီလိုမျိုးဆိုတကယ်ကိုရက်ဆက်တဲ့လူမိုက်တယောက်မင်းကလေးတယောက်ကိုတတ်တယ်နော်သမီးကိုလည်းမဟုတ်မရလုတ်ပြီးတော့မှထောင်ကျနေတဲ့လူမိုက်တယောက်ပဲ နော်ရွာသူရွာမြို့သားတွေကဒီသားတွေကဒီလူကိုတေမိတ်ချဖို့ပြောတဲ့ချိန်မှာစိန်ထွေးစာကဒီလူနောင်တရပါစေဆိုပြီးတော့မှသူ့အတွက်ဆုတောင်းပေးခဲ့တယ်စားစရာမရှိလို့နော်အမဲသားတွေနွားတွေစားနော်ခွေးတွေကိုစားရင်းနဲ့မြေခွေးကလူတွေကိုပါစားလာတဲ့မြေခွေးရက်ဆက်တဲ့မြေခွေးက နော်ဒီခွေးကိုသူရွာသားတွေကတဖို့လိုက်လာနေတဲ့အချိန်မှာဖရန့်စစ်အစီအစီကဒီနေ့ရဟန်းတာဖရန့်စစ်အစီအစီကအဲ့ဒီခွေးကိုမိတာပြပြီးတော့မှနော်သူလိုချင်တာကအစာပါဖြစ်တယ်မင်းတို့ရအသက်မဟုတ်ဘူးသူအစာကိုကျွေးပါလို့ရွာသားနဲ့မိခွေးနဲ့ကြားမှာသူဝင်ရောက်ခံဖြစ်ပြီးခဲ့တယ်ကျွန်တော်အမြင်မတူကြဘူး အများရဲ့အမြင်တွေမှာကျွန်တော်လူဆိုးတစ်ခုဖြစ်နေမြင်နေပေမဲ့တကယ်ကိုဖျားရဲ့နှုတ်ကပတော်ကရှေတာနေတဲ့အချို့အနေသောရဟန်းဟာတွေကဒါကိုသခင်ယေရှုလို့ဒါကိုသူတို့အတွက်တကယ်ပါရမီကျင့်ကြံရမယ့်အရာတစ်ခုလို့ဂျေဇုတော်တစ်ခုလို့လက်ခံခဲ့တယ်ကျွန်တော်တို့ဘယ်သူမှမဖျားချင်ဘူးဝေဒနာတွေမခံစားချင်ဘူး အဲ့ဒီဝေဒနာတွေကိုကျွန်တော်တို့မောင်းနေတဲ့အချိန်မှာစိတ်ထွေးစာလေးက
ဒီဝေဒနာလေးတွေကိုသူခံစားဖို့တောင့်တခဲ့တယ်ဖြစ်နိုင်လို့ရှိရင်ဒီဝေဒနာတွေနဲ့ကျွန်တော်ဆက်လက်ပြီးတော့မှရှင်းတန်ရှင်းသေးတယ်မတည်ချင်သေးဘူးဘုရားသခင်ရဲ့ဆွေးခံစားနေတာပေါ့အနေငယ်ကညံ့ဝေခွင့်ရသူပြောတယ်လို့သူပြောခဲ့တယ်ဒါကအမြင်မတူတဲ့လူတွေကြားကဘာတွေကွာချောင်းမှုရှိတယ်လဲဆိုလို့ရှိရင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုလက်ခံတဲ့လူနဲ့ကြင်ကြံနေတဲ့လူနဲ့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုလက်မခံတဲ့လူမကြင်ကြံတဲ့လူတွေကွာချောင်းမှုတယ်ဆိုပါစို့ဒီကလေးတွေကိုကျွန်တော်မေးတယ်တဲ့ပုတ်လိုချင်ကြလားကျွန်တော်လည်းမလိုချင်ဘူးတဲ့ပုတ်မျိုးကျွန်တော်တို့မလိုချင်ဘူးဒါပေမဲ့တဲ့ပုတ်လေးကိုတွေ့လို့ရှိရင်အိမ်မှာတွေ့လမ်းပေါ်ဖြစ်တော့လမ်းမှာတွေ့လို့ရှိရင်လမ်းဘေးပြအောင်ကန်ချတယ်ဒါပေမဲ့အဲ့ဒီတဲ့ပုတ်တွေကဒီမိုးဆောင်ပြောင်းလာတဲ့အချိန်မှာအစစ်လေးကဖြစ်ဖြစ်နဲ့အဲ့ကွဲလာပြီးတော့မှအပင်လေးပေါက်လာတယ်အပင်လေးကြီးလာပြီးတော့မှအသီးလေးဖြစ်တဲ့ပြန်ပြီးလာတဲ့အချိန်မျိုးမှာဆိုလို့ရှိရင်ဟာငါအိမ်မှာဒီလိုမျိုးပြည့်ပင်လေးဒီလောက်ပြီးတဲ့ပြည့်ပင်လေးရှိရင်ကောင်းပါပဲဆိုတဲ့စိတ်ကလေးပြန်ဖြစ်လာတယ်မမေ့ရတယ်ပြောချင်တာကကျွန်တော်တို့ပြည့်ပြီးအပုတ်တလုံးကိုပြည့်ပြီးအပုတ်တလုံးအနေနဲ့ပဲမြင်တဲ့ကျွန်တော်တို့တွေသူရဲ့ဒီရှိမှာဘာပဲဖြစ်လာလဲဆိုတော့မမြင်တဲ့ကျွန်တော်တို့တွေဒါကြောင့်အမြင်မတူတဲ့ချိန်မှာရွေးချယ်မှုတွေကမတူတော့ဘူးဥပဒေတလုံးကိုငဲ့ဥပဒေတလုံးကိုသူ့အနေနဲ့တန်ဖိုးသိရှိဘူးဆိုတော့ဒီဥပဒေလုံးတိုင်းထွက်လာမှငဲ့တဲ့ကောင်ကငဲ့လေးတစ်ကောင်ဖြစ်နေရှင်းသန်နိုင်တယ်မျိုးစိတ်လေးတစ်စိတ်ဒီမျိုးစိတ်လေးတစ်စိတ်ကိုအထင်မသေးနဲ့ဒီမျိုးစိတ်ရဲ့နောက်မှာအများအားကြီးထွားတန်မှာဒီပါအပင်လေးတစ်စိတ်အတိအများကြီးပြီးလာတဲ့အပင်လေးတစ်စိတ်ဖြစ်လာတယ်ဘယ်တော့မှအထင်မသေးနဲ့ဒီလူရဲ့နောက်ွယ်မှာကြောင်းလည်းအများကြီးရှိမှာဒီနေ့လူဆိုးတခုကျွန်တော်တို့ပြောနေတဲ့လက်မျိုးထိုးနေတဲ့လူတွေကတစ်ချိန်ချိန်ကြာလို့ရှိရင်ရဟန်းတာလည်းမဖြစ်နိုင်ဘူးလို့မပြောနိုင်ဘူးစေအော့ဂတ်စတင်ကိုကြည့်လိုက်သူရဲ့ဘဝကိုကြည့်သူမလုပ်ဘူးတဲ့ဖြစ်မရှိဘူးလို့ဆိုခဲ့တဲ့စေအော့ဂတ်စတင်နာမရပြီးတော့မှဓာတ်နဲ့လို့တော့ထွက်စကားတာရှင်းပန်ခဲ့တာအခုကျွန်တော်တို့အားထားရရဟန်းတာတပါးဖြစ်လာတယ်မန္တလေးနာမာရမန္တလေးနာဆိုတော့မိမပြည့်လို့ပြောလို့ရတယ်ညခဲ့လို့လည်းပြောလို့ရတယ်ဒါပေမဲ့သူနာတာနဲ့ပြန်လာခဲ့တယ်အခုသူရဲ့အမြင်မှလည်းဒီလိုလိုအများကြီးပဲသူ့ကိုအားကိုးနေတဲ့လူတွေအများကြီးပဲဒါကကျွန်တော်တို့လူအမြင်နဲ့ကြည့်ရတဲ့ဘုရားအမြင်နဲ့ကြည့်ရတယ်ဘုရားအမြင်နဲ့ကြည့်တာကွာတာကိုပြောတာကျွန်တော်တို့တရားမရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့အမြင်တွေကလူဆိုးကိုလူဆိုးလို့ပဲမြင်တယ်တခိုးကိုတခိုးလို့ပဲမြင်တယ်ယဟန်တာလည်းဘာဖြစ်လို့ကျွန်တော်တို့နဲရတယ်လဲဆိုတာကအဲ့ဒီဘုရားအမြင်ကိုကျွန်တော်တို့စီမှာနဲနေလို့ပဲစိတ်ထွေးစာကပြောတယ်ကျမရဲ့ခေါ်တော်ချင်းကချစ်ဖို့ပဲဖြစ်တယ်ချစ်ခြင်းအတွက်သူရဲ့ခေါ်တော်ချင်းချစ်တာတစ်ခုတည်းပဲဒါကြောင့်လို့တင်းငယ်တဲ့အရာတွေကိုချစ်ချင်းမေတ္တာနဲ့လောက်ပါလို့ပြောလာတဲ့အချိန်မှာကျွန်တော်စိတ်ဝင်စားကြောင်းသားဘဝကိုကျွန်တော်မှတ်မိသေးတယ်ဘုန်းကြီးဘာသာပါကပြောတယ်အလုပ်လုပ်တဲ့အချိန်မှာချစ်ချင်းမေတ္တာထားပါဆိုဘယ်လိုထားရမလို့မသိဘူးတကယ်စီရတဲ့အချိန်မှာချစ်ချင်းမေတ္တာထားဘယ်လိုထားရမလို့မသိဘူးဒီနေ့ကျွန်တော်တကယ်ချက်တရားနဲ့ကျွန်တော်အင်္ဂါဆေးအလဲကြတာအင်္ဂါက6ခန်းရှိတယ်သူ့3ခန်းဆေးခိုင်းတယ်ကျွန်တော်3ခန်းဆေးခိုင်းတယ်7မိနစ်ပြီးတဲ့အချိန်မှာကျွန်တော်အင်္ဂါ3ခန်းပြီးသွားပြီသူ့သွားကြည့်တယ်သူတစ်လုံးတော့မပြီးသေးဘူးအဲ့ဒါနဲ့ပြတော့မင်းကတော့ညညဆေးစမ်းပါမပြီးသေးဘူးလားငါ3လုံးတော့ပြီးပြီအဘော့စကူလာအောင်ပြောတယ်မင်းဒီမှာတိကျကြည့်သူ့အင်္ဂါဆေးတော့သူပြတယ်ဘယ်တော့လဲရတာလဲပတ်ပတ်နဲ့ဆေးတယ်မင်းစဉ်းစားကြည့်ငါဆေးတဲ့အင်္ဂါကိုသခင်ယေရှုလာတဲ့သူဘယ်လောက်ပျော်မလဲစင်းတော့စဉ်းစားမိတယ်သခင်ယေရှုကအင်္ဂါတဲ့ကိုလိုပါမလားလို့ဒါပေမဲ့နော်သူဆေးတဲ့အင်္ဂါတကယ်ကိုပြည့်စုံစရာပဲတဲ့လိုက်တော့တကယ်ကိုနည်းနည်းပျော်မှာပဲကျွန်တော်တည်ရတဲ့တောင်းတအင်္ဂါဆိုတော့
नहीं पाता है जाने ती चाचा से खाला आया याद है माँ चिच्चे में था भाभी लोग बात सुबह से कल लोग ऐसे अच्छे मत ना मालेगा तक यीशु तो लोग पीड़ा सेंट ट्रेसा बाकी लोग देखा वो ना तो क्यों जी ने खाया रहा लो तक यीशु प्योर बात सुबह से कल ने तू खांसा करे सेंट ट्रेसा मापो मम्मा तू ने तू को नौ पंग दीपांगो मखोए ने पंग ओ खोए लो जो ले चेमा क्या प्योर लो दादी ने तू ले खान करे बाकी लोग ले खाना लो तक यीशु प्योर बात सुबह सालों में चिच्चे में का लो दुनिया तू को मना लो ठीक है अब वो साथ शोधे चीमा सब चीज़ें ने तू को पैक है तू ती खान है बाकी लोग तक यीशु प्योर बात से तक यीशु को चिच्चे से जाता दी सिस्टर तबाशी अजीजी ओबी अजीजी मोरा ना सही का लेने शेवु तू को लाकुरे सिद्ध नामे लाकुरा अम्मा असुखाया है अपियों खाया है दाने से ट्रेसा ये नहीं तो आ रहा है ये नहीं तो आती है बाकी लोग पूरा हो तो कि यीशु क्यों बात से यीशु है तो कि यीशु को चिल्ले सही है दिने चलो नुबिना सेंट ट्रेसा को चिल्लो लेने नुबिना सेंट ट्रेसा का ततना भी पगो के बाद आखिर चला सेंट फ्रांसिस सेवियर लो ना तनाया भी को भी का तैयार हो को भी दूसरे को प्यार है और लोग चला जब मैं कुन्नी है ना लिया का कब तक चावली मारे चीज़ें मारे और तो दाई ने खाना फिर लो लेने जाता अरे चावली मारे कुन्नी ले जाता ततना भी पगो सुना का अच्छे जी तो आने देखें नहीं जाता तो अरे मारे कुन्नी ले जाता ना ततना भी पगो तनाया द्वारे चले माँ यार देखो तू गान खाना यार कौन आ रही शिकी ने शी यार जब मैं तुम आते योगा है बोले तो चेना प्यार है यार अल्लाह ना कौन मतलब नहीं है दिया दिल में खान चेने के माँ ना चाव चेने के माँ ना चेने को माँ तो ततना प्यार है अरे जब मैं जंपोर तू का लेके रोमा तू को कोई हमें जी जंपोर तू का लेके रोमा तू को तो तन्ना तू को माइन मारे यहाँ का दबाई में तू को तेज़ियाँ करेแต่จมูกตนาพิเวสุดาก็เสียระช่างตาเราเนี่ยมาใส่ลูแล้วมาดูနေရာတွေကမလို့ကျမ်းမာလာမကျမ်းမာလာနဲ့လည်းမဆိုင်ဘူးဘုံကြီးဖြစ်တာနဲ့မဖြစ်တာနဲ့လည်းမဆိုင်ဘူးသီလရှင်ဖြစ်တာနဲ့မဖြစ်တာနဲ့လည်းမဆိုင်ဘူးပတနာပြုရဆိုတာကကိုရောက်တဲ့နေရာမှာပြုလို့ရတယ်ကိုမိသားစုအပိုင်းဝိုင်းလေးမှာချစ်ချင်းမေတ္တာထားကြည့်ပါလားဖြတ်တဲ့နှုတ်ကပတ်တော်နဲ့ရှင်တန်ကြည့်ပါလားကြင်ကြံကြည့်ပါလားပြောစရာတဲ့မိသားစုဖြစ်မှာတခင်ယေရှုကပြောတယ်ဘယ်အင်ကိုဘယ်တော့ငြိမ်းချမ်းခြင်းရှိပါစေလို့အရင်ဆုံးလုပ်ဆက်တာပဲသူတို့လက်ခံလို့ဆိုလို့ရှိရင်ငြိမ်းချမ်းခြင်းရှိတယ်လက်မခံလို့ဆိုလို့ရှိရင်ငြိမ်းချမ်းခြင်းမရှိဘူးဒီနေ့မိသားစုတွေတော်တော်များများပြဿနာတွေဖြစ်နေကြတာတရားသဘောတွေမသိဘူးတရားသဘောတွေလက်ခံတာလို့ဆိုလို့ရှိရင်ကိုချင်းစာတရားတို့ချစ်ချင်းမေတ္တာတရားတို့ဒါတွေကတရားတွေပဲနားလည်ပြီးတဲ့တရားတွေဒီတရားသဘောတွေသိမှဆိုလို့ရှိရင်ပြဿနာဖြစ်စရာအကြောင်းရှိတယ်မိဘတွေကလည်းသားသမီးကိုနားလည်တယ်သားသမီးကလည်းမိဘတွေကိုနားလည်တယ်နားလည်လို့ရှိတဲ့မိသားစုဘယ်လောက်ပြောဖို့ကောင်းလဲဘယ်လောက်နေချမ်းလဲဒီနေ့စိတ်ချမ်းသာတဲ့ကျွန်တော်တို့ကဘာလို့ဆုံးဖြတ်နေကြလဲတင်းငယ်တော့အရာတွေကဖြားတဲ့ရှိမှမှာကြီးမားတဲ့အရာတွေဖြစ်လာတာအတိတ်ကပါချစ်ချင်းလေးတာပဲမာတာထရေစာဆိုတာကစိတ်ထွေးစာရဲ့ကျင့်စဉ်ကိုသဘောကျလို့သူ့ကိုယ်သူမာတာထရေစာလို့ခေါ်တာနာမည်ကိုယူခဲ့တာသူကျင့်ခဲ့တယ်ကျွန်တော်တို့ရှေ့မှာပဲသူကျင့်ခဲ့တယ်ယဟန်ကတပါဖြစ်သွားတယ်ကျွန်တော်လည်းစိတ်ထွေးစာကိုနော်အားကြနိုင်ကျင့်ရဆိုလို့ရှိရင်ဒီနေ့တစ်ချိန်ကြာလို့ရှိရင်ကျွန်တော်လည်းယဟန်ကဖြစ်လာတယ်ဒါကြောင့်မို့
အားပေးခြင်းလဲဘာပဲလို့ချစ်ချင်းမေတ္တာထားပါကျွန်တော်တကယ်ချင်းပြောလို့အိမ်သာစေးတာတခင်ယေရှုတဲ့ဖို့ပဲပြောလို့ရတယ်ကျွန်တော်တို့ခမင်းချင်းချက်တဲ့အချိန်တွေမှာဆိုလို့ရှိရင်တခင်ယေရှုကစားလို့ရှိရင်ဒီခမင်းချင်းချုံနေစေရမယ်တခင်ယေရှုကြိုက်စေရမယ်တပြည့်စီလဲတဲ့အချိန်တွေမှာဆိုလို့ရှိရင်တန့်ရှင်းမှုရှိစေရမယ်တခင်ယေရှုလာတွေ့တဲ့အချိန်မှာပျော်စေရမယ်တပတ်တူကိုကျွန်တော်တို့မြင်တဲ့အချိန်မှာလဲကောင်းသောအမြင်နဲ့စိတ်ကောင်းတဲ့လောက်ကောင်းတဲ့မြင်တတ်အောင်ဘုရားတဘောတရားတဘောနဲ့မြင်တတ်အောင်ကျွန်တော်တို့ကြိုးစားဖို့လိုအပ်တဲ့စိတ်ကျေးဇူးတွေကိုဒီနေ့စပ်ရမှာဆက်လက်တောင်းခံပေါ်ကြပါစေ